ရန်ကုန်ထဲမှာပဲရေကူးကန်နေကားရနေလေကမ်မီရီဆော့ဘိုက်အပြည့်ရပြီဘော်ရီနဲ့တူတူချေးလို့ကောင်းတဲ့ဘာဘီကျူးဆိုင်အသစ်ဆက်လေးတစ်ခုကိုရှယ်ပေးမယ်နေရာလေးကမြင်တဲ့တိုင်တော်တော်ကိုလှတာပိတ်ရက်တွေလဲလာတော့မှဆိုတော့ဒီလိုဆိုင်လေးတွေရင် safe ထားနော်ရှင်တို့တငယ်ချင်းဖွဲ့လိုက်ကတော့ဒီ holiday မှာ relax လုပ်ခဲ့ပြီးပါပြီနာမည်လေးကရီဟူးစနက်ကန်ဘာဘီကျူးbarbecue lover တွေအတွက်ကတော့အန်ကိုက်ပဲဒီဆိုင်မှာ barbecue တော်တော်လေးစုံတယ်။အုံနောက်တို့ကမာရူရာဆိုင်ရတွေ့ခဲ့တယ်။ပြီးတော့လေဒီမှာအကင်ပြေမာလာရှန်ကောနဲ့မာလာမောက်ချိုက်လဲရသေးရဲ့။ရှင်တို့လိုနေ့လေတွေကလာမယ်ဆိုလို့ရှိရင်လည်းတို့စီကအမိုက်စား lunch menu တွေရှိသေးရဲ့။ရှင်တို့ဖွဲ့ကတော့အကင်ရင်စားပါမယ်။ကမင်းခုံလေးနဲ့ဒီတန့်လေးနဲ့ကဘီယာနဲ့အကင်ကအလိုက်ဆုံးဝဲမလား။ကမာကင်တွေကိုဒါမျိုးအကိတ်ကြီးအကြီးရအရသာကတော့အပုံမပြောရှယ်ပဲတကယ်ကိုကောင်းတာလူလောင်စားရတယ်ရှင်တို့။အကင်ကိုအရသာနှက်ချတဲ့ taste တွေရောပြီးတော့ကင်နာရဲ့ temperature တော့တော်တော် fine နဲ့ Friday နဲ့ညနေပိုင်းအကင်လေးနဲ့ဘီယာလေးနဲ့ချေးမယ်ဆိုရင်ချေးလို့ကောင်းတဲ့ဆိုင်မိသားစုတွေဆိုလို့ရှိရင်လည်း picnic ထွက်လာလို့ကောင်းတဲ့နေရာလေးလို့မြင်တယ်သူရဲ့ vibe လေးက resort vibe လေး camping vibe လေးပြီးတော့လို့ရှိရင် decoration လေးကလည်းတော်တော်လှတယ်ဒီ vibe လေးကြိုက်လို့အုံးရီတောင်မှတောက်လိုက်သေးရဲ့မသိရင်ကမ်းခြေရောက်နေပါရဲ့ပေါ့ဓာတ်ပုံရိုက်ဖို့ photo spot တွေကလည်းနဲတာမဟုတ်ဒီမှာဓာတ်ပုံရိုက်ပြီးတင်လာလို့ရှိရင်မသိရင်တရုတ်ပြည်ကကမ်းခြေ resort လေးတစ်ခုကိုရောက်နေတယ်လို့ပေါ့ဝင်းချေကိုလေးမျိုးလောက်ထိုင်လို့ရတယ် camping ချက်လေးနဲ့ထိုင်လို့ရလူပန်းကလေးမှာလည်းထိုင်လို့ရတယ်ဘီလီကလည်းချိုးလို့ရတယ်အဲ့တော့ weekend မှာတငယ်ချင်းတွေနဲ့ relax လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီး recommend ပေးရသူက activities လေးတွေလည်းရှိအောင်ရှင်တို့ကအဖွဲအကြောင်းလို့စားချက်အများကြီးမှဖြစ်သွားတယ် Chinese style နာမည်ကြီး signature ဟင်းပွဲတွေရဲ့ Tia drinks လေးတွေရဲ့ဒီရောက်ရင်အစားများရဲ့ popular ဟင်းပွဲတွေရဲ့တစ်ခါမှမစားဘူးရဲ့ဟင်းပွဲလေးတွေပါမှာလိုက်တယ်ဒီကုန်းချိုက်တုပ်လေးဆိုရင်စားရတာထုတ်နဲ့အရန် fresh ဖြစ်တယ်ဒီနေ့ကတော့မာလာ seaweed ပေါ့နော်မာလာကြောက်ပစွန်သေးမာလာငါမာလာခရုသုံးခုစလုံးမှာရတယ်ခရုကြိုက်တဲ့ဖူရီလေးဆိုဒီရောက်လို့ရှိရင်မာလာခရုမဖြစ်မနေမှာစားဒီမာလာငါးဘန်းရောတငယ်ချင်းတွေအုပ်စုလိုက်လာရဖြစ်မိသားစုနဲ့လာရဖြစ် recommend ပေး taste ကတော့ဆွေမျိုးပါမေ့ဒီ orange ကြော်ကြော်လေးကတော့နာမည်လေးဆန်းလို့သာမှလိုက်တာပုံမှန်ကြော်ကြော်ပါပဲဒီဆိုင်ရောက်ရင်အကင်ထဲမှာကမာကင်ပြီးလို့ရှိရင်ဝတ်အုံနောက်ကင်ကလုံးဝမဖြစ်ပဲမီးမဲ့ဆိုခန်းသီးကင်လေးနဲ့ငါးကင်လေးကလည်းမဖြစ်ပဲဘီယာလေးနဲ့မီးရှယ်ပဲဒီဆိုင်မှာအကင်တွေကမျက်စိမိတ်မာလို့ရတယ် taste ကောင်းချက်က sauce တောင်မလို့အနေချက်က restaurant မှာမတွေ့ခဲ့ပေမဲ့ရေကူးပြီးလို့ရေချိုးလို့ရှိရင်တို့ရဲ့ရေချိုးကန်ဆန်းဆန်းချစ်ဖြစ်တဲ့သူတွေအတွက်တော့နည်းနည်းလေးအဆင်မပြေဖြစ်လိမ့်မယ်။အော်ဒါနဲ့ရေကူးကန်လေးက extra ချက်ရှိရနော်။အားလုံးချုပ်ပြီးလို့သူရှင်းပြရမယ်ဆိုလို့ရှိရင်ဒီဆိုင်လေးကရွှန်းကြည့်ရလောက်အစားတောက် taste တွေလည်းကောင်းတယ်။ indoor outdoor နှစ်ခုစလုံး decoration လေးလာတော့ဓာတ်ပုံရိုက်လို့လည်းကောင်းတယ်။ Camry Resort Vibe လေးဆို holiday မှာချေဖို့အတွက်ထက်စဉ်းစားတဲ့ဆိုင်ထဲမှာပါတယ်လို့ရှုံးမြင်တယ်။အားကြောင့်လည်းဒါမျိုးလေးတွားချင်တဲ့သူတွေအတွက် share လုပ်ပေးလိုက်ရဆိုပါတော့ညဆိုလည်းမီးလေးနဲ့အရန်လာရတော့ညနေတွေကသူ့ fan နဲ့သူလူပြည့်ရသိလား။ပြောရမယ်ဆို hidden place လေးလို့ဖြစ်နေ။ဒီမှာဆိုမီးလေးနဲ့အရန်လာပြီး birthday party, staff party, wedding dinner အကုန်လုပ်လို့ရတယ်။တကယ်ကို romantic place လေးနော်။သဘောကျစရာလေး။ကဲဒီပိတ်ရက်တွေတော့တွားလို့ရတဲ့နေရာလေးလည်း share လုပ်ပြီးပြီဆိုတော့တွားမယ်ဆိုလို့ရှိရင်ဆိုင်လေးကမနက်7:00 နာရီကနေည7:00 နာရီထိဖွင့်ပြီးတော့တွားမယ်ဆိုရင်လိပ်စာလေးကရန်ကုန်လိုင်းတရာမြို့နယ် FMI City ရေကူးကန်ဝင်းထဲမှာရှိတဲ့ရီဟူးဘာဘီကျူးနော်။